ကင်မရာသစ်လေးနဲ့S369 လေးနဲ့ကြိုးစားပါတယ်အခုကလည်းထိုင်းသွားတာပဲပေါ့နော်တက်လာသွားတာမှာနည်းနည်းလေးထူးခြားသွားတာကကျွန်တော်ကပွဲနှစ်ပွဲပေါ့နော်ပွဲနှစ်ပွဲဝင်ရမှာဖြစ်ပါတယ်အဖေဝါတူကွန်မရှင်ရဲ့ကျွန်တော် Artist in Festival ပဲပေါ့နော်6လပိုင်းအဖေဝါပွဲနဲ့9လပိုင်းအဲ့ဒီပွဲလေးပေါ့နော်အဲ့ပွဲလေးမှာကျွန်တော်နှစ်ပွဲစတိုင်လေးပေါ့နော်နှစ်ပွဲစတိုင်လေးကျွန်တော်တိုင်းဖြစ်နေပါဝင်ရမှာအဲ့တော့ကျွန်တော် live မှာနည်းနည်းထူးခြားတဲ့လာလေးပေါ့နော်အဲ့တော့ဒီလာလေးရတယ်ပွဲလေးရဲ့ဗတ်တရားဗီဒီယိုစိတ်တော့အဲ့ဒီအပြင်လည်းဖြတ်ပြီးပါပြီကျွန်တော်လောက်ကလည်းဖြတ်ပြီးအဆင်ပြေပါတယ်နောက်ရောက်ပါပြီထိုင်းမှာကနည်းနည်းတော့ငါပြအထွက်ကတော့အဆင်ပြေမယ်ထိုင်းမှာအရင်လိုလည်းမချောင်းတော့ဘူးပေါ့နော်လည်းခက်ခဲလေးရှိလာတယ်အဲ့လေးအတွက်နည်းနည်းလေးစနစ်တကျလေးပြင်ဆင်ပြီးမှရမှာပေါ့နော်အခုက online ရ register တွင်းရတယ်ပေါ့နော် online လည်းပေါင်းပြရတယ်ပြီးလို့ရှိရင် visa တွေပါတယ်ပေါ့နော်စနစ်တကျလေးလုံးပါနည်းနည်းပို့အဆင်ပြေမယ်ပေါ့ဟိုအစစ်စစ်လေးကနည်းနည်းလေးပို့ကျက်လာတဲ့အနေအထားမှာရှိတယ်အဲ့လိုထိုင်တယ်เป็นกรรมการของพม่า ที่มีหนวดด้วยปะ ใช่ แค่เนี่ยที่นี่บรูแล้วเป็นมาดีมาเว้ย ดีมากเป็นไงบ้างพูดดีมากครับผมดูไม่เสร็จไปเลยสนุกคนเยอะมาก ซิวเมาเนี่ยกูကတော့မနေ့ကပွဲညပါเนาะအခုကဘာလုပ်ရလဲဆိုတော့ပွဲမတိုင်ခင်ပေါ့ဒီမှာရှေ့ရက်မှာကျွန်တော်တို့နေရာချရတယ်ခုံနေပြင်ရတယ်ကိုကြီးရင်ဘယ်လိုတောင်းတရှိမဲ့ဆိုတော့နေရာချပြီးတော့လှုပ်လှုပ်ရတယ်အဲ့ဒါကတော့တူပွဲတိုင်းတူပြိုင်ပွဲတိုင်းမှာဒါကြိုတင်ပြင်ဆင်ရတဲ့အပိုင်းပေါ့เนาะအဲ့ဒါလေးကတော့မဖြစ်မနေလုပ်ရပါဒါတော့ပွဲနေရာပေါ့เนาะသူကဟောပေါ်မှာဘာမှကာဘာမရှိဘဲနဲ့ဟောတိုက်ပုံစံမျိုးကိုကျွန်တော်တို့လုပ်ထားတာနေတာဖြစ်ပါတယ်ဒီအမ်ဘဝပွဲကကျွန်တော်ပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်တိုင်းဖြစ်ပါဝင်ခဲ့မှုတယ်ပေါ့နော်အဲ့ဗီဒီယိုလေးတွေကျွန်တော် YouTube မှာရှိတယ်ဒီခေါက်လည်းဗီဒီယိုအမှတ်တရလေးတင်ပေးသွားမယ်နော်အဲ့တော့ခုတော့ကျွန်တော်လည်းနောက်နေ့မနေ့ပြန်ရဲ့ပွဲလှုပ်ရှားမှုတွေကိုကျွန်တော်တို့ဆက်ကြည့်အောင်ပွဲမှာဒီကောင်ကဟိုနှစ်ပိုင်းခွဲပြီးထားတယ်ပေါ့နော် stage 10ကိုနှစ်ပိုင်းခွဲထားတယ် stage 10နှစ်ပိုင်းဘယ်လိုခွဲရလဲဒီဘက်က new နဲ့ senior ဆိုပြီးတော့ stage ကိုပါနှစ်ပိုင်းပိုင်းတာဒါ new artist တွေပြိုင်မဲ့ stage ဟိုဘက်က senior artist တွေပြိုင်မဲ့ stage ပေါ့နော် stage နှစ်ခုခွဲပြီးတော့ကျွန်တော်လုပ်ထားတယ်ဗျာဒါတော့ကျွန်တော်တို့ပဲဒီ50ရောက်တော့ပြိုင်ပြစ်မယ်ဗျာတို့ပဲဒီပါတဲ့နေရာလေးပေါ့နော်တို့ရဲ့ပြင်ဆင်နေကြတာဖြစ်ပါတယ် Okay ညီကိုရအောင် fight တင်ပါဗျာအဲ့တော့ new artist တွေကိုပြိုင်ပွဲဝင်ရမယ် stage လေးဖြစ်ပါတယ်ဒီအားရဲ့ဘေးမှာစုတစိတ်တွေထားရှိပြီးတော့ဟိုဘက်မှာ OR artist တွေ stage ဖြစ်ပါတယ်စပွန်ဆာလုပ်ကိုပါအဲလိုလည်းပါဝင်ပါတယ်ဆရာဘယ်ရချောဒီဝါရီထိုင်းအားဒီကောင်နဲ့တူတူပဲ ทุกเขามีสมาชิกนะคะ ကြားတဲ့မျိုးမျိုးနဲ့မဆိုယုံနေ အမီးလည်းမပါဘူး မဲတွေ ဒါရတဲ့နေရာပါကျင်ပြင်းနေတယ် ဟုတ်တယ်နိုင်တော့မဒီတော့သူ့ပုံစံအတိုင်းပဲလုပ်လဲရတယ်ဒါမှမဟုတ်အဝါပဲလုပ်လဲရဒါပေမဲ့သူအင်းကြီးလေ ဟုတ်တယ်ဒီထက်အမဲခံရမယ် မဲနည်းနည်းပဲမဲမဖန်နဲ့မခံနဲ့အယောင်နဲ့ပဲရင်သွားတယ်
ဟိုကလေဘက်ကတ်ထောက်မှာဘာမှမသိငါလည်းမရဘူးလေဘယ်ချိန်စားမှာလဲလို့ 10.00 ထိုင်းအောင်ခေါ်တရား โอเค ဟဲ့တွေ့လားမနာဘူးတွေ့လား အခုတော့တွေ့တယ် ထိုင်းလို့ရတယ်ဖတ်တာ ရတယ် ဒီမှာရမယ်လေအဲ့ဒါကြောင့်အဲ့နေဆောင်မသွားနဲ့ဒီနားမှာရှိတယ် Take a photo ပြီးသွားပြီနော် ချောတာပြီးတယ် How to say your name အဲတူရ Tura Tura okay thank you because it's right This is right in Thai, so Tura. that's why it's a Thai name I announced your name is Yeah. wrong. So one for one score you can give more than one if you like Yes, I like it okay cool thank you Thank you น่ารักมากอ่ะเวลากรรมการสักครู่นะเพราะว่ากรรมการแต่ละท่านทรงคุณวุฒิสายคุณมองโจ๊กก็คุณพอค่ะ แล้วก็รวมไปถึง ကျော်တွေခုနခေါင်းစဉ်မှာကိုယ်တက်မပြိုင်နဲ့ဘာလို့လဲငါတို့က3လမ်းမစိုက်ပဲကြည်တာ3လမ်းမတဲ့ကြီးသွားတော့ဘယ်တော့ကောင်းကောင်းငါတို့ကအမှတ်ပေးလို့မရဘူးသိလားအဲ့တော့ပတ်စံကုန်သွားတယ်သိလားဘောကကောင်းတယ်ဒါပေမဲ့3လမ်းမတဲ့ကြော်သွားရန်3လမ်းမနဲ့4လမ်းမဝင်းကျင်တယ်လည်းပိုကြီးသွားတယ်ဒီလိုပဲသူကပတ်လိုက်ကြီးပေါ့ကွာအဲ့လိုစိုက်ကြီးတယ်အဲ့တော့မင်း new school တဲ့လောက်ပဲသွားတာကောင်း new school အဲ့ထဲမှာပဲသွားတယ်ကောင်းကာလာဘေးကြော့ရယ် new school ရယ် A4 စိုက်ရယ် A4 စိုက်ရယ်အဲ့ဒါမှသွားတယ် A4 စိုက်ဒီလိုလေအဲ့ဟိုသွားလို့ရတာကိုပြောတာလေ ဒီကြောက်ကလာမရရင်လည်း ရဘေးကြော့ကပကောက်ပွဲမိုက်တော့ရတယ်ငါ့ကိုတပေးထိုးဆိုတာပေးမထိုးได้เลยครับ โอเคโอ้วันวัน นี่หรอ ပြအောင်သူ့လေးပြတယ်ไอ้